အားလုံးပဲမင်္ဂလာပါခင်ဗျဘလော့ပိုင်းကိုမျိုးမှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ပြပေးမယ့်ဗီဒီယိုလေးကတော့ဖုန်းစလုံးရှိုံနဲ့အလွယ်ကူဆုံး Gmail ကောက်ဖွင့်နည်းလေးကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ခင်ဗျာ Gmail ကောက်ဆိုတာကတော့လူတိုင်းနှီးပါအသုံးပြုကြတယ်လို့လူတိုင်းနှီးပါလည်းဖွင့်တယ်မယ်လို့ထင်ပါတယ်ဒါပေမဲ့မဖွင့်တတ်သေးတဲ့လူတွေအတွက်ရည်ရွယ်ပြီးဒီဗီဒီယိုကိုတင်ပြခြင်းဖြစ်ပါတယ် Gmail ကောက်ဖွင့်မှာဆိုတော့ပထမဆုံးကျွန်တော်တို့ Gmail ကိုဝင်လိုက်ပါညာဘက်အောက်ခြေအများလေးကိုတစ်ချက်နှိပ်ပြီးတော့ဒန်းကိုနှိပ်လိုက်ပါကျွန်တော်တို့အကောင့်အသစ်ဖွင့်မှာဆိုတော့ email address ကိုနှိပ်လိုက်ပါပြီးရင် Google ကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်တို့က create ကောက်ကိုရွေးလိုက်ပါပြီးရင် for my personal use ကိုနှိပ်လိုက်ပါ next ကိုနှိပ်ပါကျွန်တော်တို့ကဒီနေရာမှာ name ထည့်ရမှာဖြစ်ပါတယ် name ထည့်မဲ့နေရာကိုကျွန်တော်ဥပမာတစ်ခုကောက်နာမည်က Mo Win ဆို first name မှာ Mo last name မှာ Win ဆိုပြီးထည့်ပြီးတော့ next ကိုရွေးလိုက်ပါပြီးရင်ဒီနေရာမှာမွေးတက္ကရာထည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာကိုယ့်ရဲ့မွေးတက္ကရာအမှန်ကိုထည့်ရင်တော့ကျွန်တော်တို့ကပို့ကောင်းတာပေါ့ဗျာကျွန်တော်ဒီနေရာမှာမွေးတက္ကရာထည့်လိုက်မယ်ပြီးရင်ကျွန်တော်ကြားမှာရွေးပြီး next ကိုနှိပ်လိုက်မယ်ဒီနားမှာကိုကသူတို့ပေးတဲ့ email ကိုထည့်လဲရတယ်ကိုယ့်ဘက်ကို email နဲ့ထည့်လဲရတယ်ကျွန်တော်ကဒီမြန်အောင်လို့ဆိုပြီးကျွန်တော်ဒီကသူတို့ပေးတဲ့ email ပဲကျွန်တော်နှိပ်လိုက်မယ်ပြီးရင် next ကိုနှိပ်မယ်ဒီနေ့မှာ password ကိုကြိုက်နေတဲ့ password ပေါ့ကွာကိုမှတ်မိလွယ်မဲ့ password ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော် password ထည့်ပြီးတော့ကျွန်တော် next ကိုနှိပ်ပါမယ်ပြီးရင်ကျွန်တော်အထက်ကိုဆွဲပြီး I agree ကိုကျွန်တော်နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော် accept ကိုနှိပ်ပြီးတော့ဘက်တစ်ချက်ပြန်ထွက်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်ဖွင့်ထားတဲ့ Gmail အကောင့်အသစ်တစ်ခုရရှိသွားပါပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုကနေအကျိုးတစုံတရာရရှိလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးရင်လည်း like and subscribe လုပ်ပြီးအားပေးခဲ့ဖို့မမေ့နဲ့နော်